င်္ဂလာပါကျွန်တော်ရဲ့တရားထွန်းဆောင် Trading Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြီးခဲ့တဲ့ဘက်ကစတင်ခဲ့တဲ့တစ်ပတ်စာလိုတိုရှင်တဲတော့နမိတ်ဟောချက်များဆိုတဲ့အစီအစဉ်၄ကနေပြန်လဲကြိုဆိုရဲပေါ့နော်အခုကျွန်တော်တနင်္ဂနွေကစလို့မိုးတကူရဟုသားသမီးအထိပေါ့နော်အဲ့တော့တစ်ပတ်စာတဲတော့နမိတ်ကလေးတွေဖတ်ကြားပေးပါမယ်ဥစွာတနင်္ဂနွေသားသမီးများအတွက်တစ်ပတ်စာဟောချက်လေးတွေကျွန်တော်တို့ထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်အလုပ်ကိုင်တွေမှာဝန်ထမ်းများဆိုရင်အပြောင်းရွှေ့မလုပ်သင့်ဘူးကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်ဖြစ်ဖြစ်မှန်မှန်စတင်တယ်ဖြစ်ဖြစ်မှန်မှန်ပဲလုပ်နေတဲ့အလုပ်တွေလုပ်သွားတယ်အသက်စားမဲ့သူတွေဒီတစ်ပတ်လောက်ရွှေ့ဆိုင်လိုက်ပါအလုပ်ကိုင်နေတယ်နော်အထက်လူကြီးတွေနဲ့ပတ်သက်ပြီးတော့အစမပြေမှုတွေကြုံနေတတ်ပါတယ်အထူးသဖြင့်အိမ်တော်တွေဖို့အခြေရေးတွေဖို့စကားများရန်ဖြစ်ရမယ့်ရက်တစ်ပတ်လို့ပြောနေတယ်မျော်လင့်မထားတဲ့သူတယောက်စီကလက်ဆောင်ပစ္စည်းရတတ်တယ်အထူးသဖြင့်အဲ့ဒါရက်ဝေးကဖြစ်တတ်တယ်ငွေကြေးတော်၎င်းကျွန်တော်တို့ကစောစောကတခြားသောတန်ဖိုးကြီးပစ္စည်းတော်၎င်းရရှိတတ်တယ်။ကျမ်းမာရေးဒူးတို့ခါတို့နာတတ်တယ်။ရုပ်တရက်ခလုတ်တိုက်တာတို့ဘာတို့ဒါမျိုးလေးတွေသတိထားအန္တရာယ်တော့မရှိပါဘူး။အထူးသဖြင့်တော့ကျွန်တော်တို့ကအနေငယ်တိုက်ခံများမဲ့ရတတစ်ပတ်လို့ပြောချင်တယ်အကြီးကဲကောအိမ်တော်ဘက်အခြေရေးကစလို့နည်းနည်းလေးအတိုက်ခံများတယ်။ကျန်တဲ့စီးပွားရေးပိုင်းလေးတွေမှာလည်းခိတ္တအငြိမ်နေတဲ့ရတတစ်ပတ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတနင်္လာသားသမီးများအတွက်ဒီတစ်ပတ်အတွက်တဲတော်နမိတ်လေးတွေဖတ်ကြားပေးကြပါမယ်အရာရာကိုချိန်ဆတွေးတောနေတဲ့ရတတစ်ပတ်လို့ပြောရမယ်ဟိုကလုပ်ရင်ကောင်းမလားဒါလုပ်ရင်ကောင်းမလားအဲ့တော့ကျွန်တော်ကတော့ဘယ်ဟာပဲလုပ်လို့ရဲရင်စလို့ရပါတယ်နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာကိုကကောင်းတာတစ်ဖက်ဆိုးတာတစ်ဖက်မြင်နေတဲ့အတွက်အရာရာဝေဝါးနေတဲ့တွေးဟာဖြစ်နေတယ်လို့မြင်တယ်အဲ့တော့ကျွန်တော်ကတော့ရဲရဲတင်းတင်းခမရလုပ်ဆရာရှိတာလုပ်ပါလို့ပဲပြောချင်တယ်ကျမ်းမာရေးအသေးစားထိခိုက်ရှာနာလေးတွေဖြစ်တတ်တယ်အဲ့တော့ခလုတ်တိုက်တာမျိုးရုပ်တရက်ကြက်သွန်လေးရင်ဓာတ်ရှာတာလောက်သာပြင်းထန်ပါတယ်မစိုးရင်ရဘူးအခြေရေးအိမ်လောင်ရေးစကားကြီးရတဲ့ရတဘတ်စိုးရင်ရတာမျိုးတော့မဟုတ်ပါဘူးဗျာမပြေလည်မှုတွေဖြစ်ပြီးမှပြန်လဲပြေလည်တတ်တယ်လို့ပြောကြပါတယ်တချို့လည်းလက်ထက်ကြဖို့စီစဉ်ထားတဲ့သူတွေလက်ထက်ဖြစ်တတ်တယ်လို့ရုပ်တရက်အိမ်လောင်ချတတ်တဲ့ရတဘတ်လို့လည်းပြောကြပါတယ်ခါလူလွတ်တွေဖို့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းဆိုထားတာတွေရှိရင်ဒီတစ်ပတ်မှာအောင်မြင်မယ်လို့ပြောကြပါတယ်နောက်တစ်ခုကပေးစရာရှိတဲ့အကျွေးကိစ္စမျိုးတွေဆိုလဲပြည်လဲစွာညှိနှိုင်းဆောင်ရွက်နိုင်လိမ့်မယ်ပြစ်စာတိုင်စာတွေနဲ့ပတ်သက်ပြီးကြုံနိုင်တဲ့ရတပတ်လို့လည်းပြောကြတယ်ကြီးကျယ်တဲ့အမှုခင်းမျိုးတော့မဟုတ်ဘူးအဲ့တော့အမိတ်ချဖို့ရှိနေတဲ့လူတွေတချို့အမှုဖြစ်နေတဲ့သူတွေအဖို့ဆိုရင်အားကောင်းတဲ့သတင်းလေးတွေကြားတတ်ပါတယ်တတ်တာတတ်တယ်သေးတဲ့အရာတွေဆိုလွတ်မြောက်တတ်တယ်လို့ပြောကြပါတယ်နော်ဆလဘီအင်္ဂါသားသမီးများအတွက်တပတ်စာတဲတော့နမိတ်လေးတွေဖတ်ကြားပေးကြပါတယ်ခရီးတစ်ခုတေချာပေါက်ထွက်လာလိမ့်မယ်စီစဉ်ထားတဲ့ခရီးစဉ်တွေဆိုရင်မိတ်ဆွေအနေနဲ့တေချာပေါက်အောင်မြင်မယ်လို့ပြောကြတယ်စာချုပ်စာတမ်းလေးတွေသတိထားပျောက်တန်းရှာတဲ့လက်မှတ်ထိုးမှားတာလေးတွေကြုံနိုင်တယ်ဘာသာရေးလောက်ပါခင်ဗျာဖြစ်ချင်တာတွေအားလုံးဖြစ်လိမ့်မယ်လူရင်းလူယုံတွေဒုက္ခပေးတတ်တဲ့သတိထားပါအထူးသဖြင့်အိမ်တော်ရေးတွေဆင်ပြေနေပြီးအခြေရေးတွေမှာတယောက်နဲ့တယောက်သူမှတ်တာတွေစောစောကပြောသလိုလိန်နာတွေပေါ့တစ်ခုခုပေါ့နော်ကြီးမားစွာမဟုတ်ရင်တော့အသေးအနှိမ့်ငယ်တဲ့အလိန်ကောင်လေးတွေကြုံနိုင်တဲ့ရတပတ်လို့ပြောကြတယ်အဲ့တော့လူရင်းလူယုံတွေအပေါင်းအသင်းတွေကိုနည်းနည်းလေးသတိထားစေချင်ပါတယ်ပေါ့နော်ကျမ်းမာရေးဘာပြဿနာမှမရှိပါဘူးခင်ဗျာနောက်အဝတ်ထည်နဲ့ပတ်သက်ပြီးတော့လက်ဆောင်တွေရတာမျိုးတွေဖြစ်တတ်တယ်ရတပတ်ပါပဲကောင်းပါတယ်ဒီတစ်ပတ်ခြုံပြောရရင်တော့မိတ်ဆွေနေနဲ့ကောင်းတယ်တစ်ချက်ပဲသတိထားအဲ့ဒါဘာလဲဆိုရင်လူလိမ်လူကောက်တွေနဲ့ဂျုံတတ်တယ်ပေါ့နော်ဒါလေးသတိထားပါဆလဘီဘောလူရာဟုသားသမီးများအတွက်ရတပတ်စာတဲတော်နမိတ်လေးဖတ်ကြားပေးပါမယ်အဝေးရလူတွေရဲ့သတင်းကောင်းကြားတတ်တယ်လက်ဆောင်ပစ္စည်းတစ်ခုခုရတတ်တယ်ငွေကြေးပိုင်းဆိုင်ရာလေးတွေဒီရက်သပတ်တွင်မှာဝင်လာတတ်ပါတယ်ခင်ဗျာဆိုင်ထားတဲ့အရာမျိုးလေးတွေကံကြောင့်ဒီပေါက်ချဲပေါက်ထားလဲဖြစ်ခြင်းဖြစ်မဲ့ဝင်လာနိုင်ပါတယ်မိသားစုရေးအိမ်တော်ရေးအေးချမ်းပါလိမ့်မယ်မတင်မချဖြစ်ရင်ထန်ကုန်ပဲအိမ်မှာအတူတူပြုလုပ်ရတတ်တယ်ကောင်းပါတယ်ရွှေတဲ့ပစ္စည်းတစ်ခုဝင်လာတတ်တယ်ကောင်းတယ်ကျမ်းမာရေးရေကျုံးမှားတာမျိုးဖျားတာနာတာမျိုးလေးတွေယူဆိုင်ပါရေလန်းကြီးတစ်ခုလည်းသွားတတ်တယ်အိမ်ကိုဧလာတောင်းလာလေးတွေလည်းလာနိုင်တယ်ကောင်းပါတယ်ဒီတစ်ပတ်တော်ကောင်းတဲ့ရက်တစ်ပတ်လို့ပြောချင်ပါတယ်ခင်ဗျာကြီးကျယ်တဲ့အနောက်ဆက်မျိုးလေးမမြင်ပါဘူးလှုပ်ရှားရှိတာလုံနိုင်တဲ့ခင်ရှားရှိတာခိုင်းနိုင်တယ်ကံကပေးတဲ့လက်လာပါတချို့တော့ရရှိတတ်တယ်ဆိုတော့ကောင်းပါတယ်ခင်ဗျာဆလဘီဂျာသာရိသားသမီးများအတွက်တပတ်စာတဲတော်နမိတ်လေးဖတ်ကြားပေးချင်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့
ဂျာသာရီသားသမီးတွေနေနဲ့အလုတ်ကိုင်းစီးပွားရေးငွေကြေးမတင်မကျတွေဖြစ်နေမယ်ရစရာရှိတာမရပေးစရာရှိတာမပေးနိုင်အလုတ်တွေဆိုရင်မှန်မှန်ကန်တာမျိုးလေးတွေဖြစ်နေတတ်တယ်ချစ်သူကြီးသားများအဖို့ကျွန်တော်တို့တယောက်နဲ့တယောက်အစမပြေစိတ်ကောက်ပြီးမှပြန်လဲပြေလဲတတ်တယ်ရံဖြစ်လိုက်ပြန်တက်လိုက်ပေါ့ဆိုရင်နေရာမရှိဘူးတချို့အိမ်တော်ကြတတ်ပါတယ်နောက်တစ်ခုကအိမ်တော်တွေဖို့တော်တတိထားပြအတိုင်းဝိုင်းတော်၎င်းယောက်ျားမိန်းမအဖြစ်အနှောက်ချက်တော်၎င်းဝင်နိုင်တဲ့ရသရပတ်ဒီအရေးတွေကြောင့်ဒီရသရပတ်မှာစိတ်ရှုပ်ရတတ်တယ်ဒီရဲ့နံပါတ်1တတိထားကျမ်းမာရေးအဲ့တော့ကျွန်တော်တို့ one bite နဲ့ပတ်သက်တာတွေအရေးပြားနဲ့ပတ်သက်တဲ့ယောဂါတွေကိုအဓိကပြီးစိုက်စေခြင်းတယ်ဒီတစ်ပတ်အတွင်းမှာနာရေးသတင်းတစ်ခုကြားလိမ့်မယ်မိတ်ဆွေတွေနဲ့မသွားတာအကောင်းဆုံးပါပဲသွားရင်ကိုယ့်အတွက်လက်လာပါပိတ်ဆို့တတ်တယ်ဒီတစ်ပတ်ကြော်လွန်သွားရင်တော့သွားနိုင်လာနိုင်ပါတယ်ခင်ဗျာအဲ့တော့အိမ်တွင်းအိမ်တော်ရေးနဲ့မတင်မကျများတဲ့ရသရပတ်လို့ပြောကြပါတယ်စီးပွားရေးအလုပ်ကိုင်ပိုင်းလေးတွေနဲ့ပတ်သက်ရင်တော့အပြောင်းလဲတွေပြုလုပ်လို့ရတယ်။သူကမတင်မကျတာဖြစ်တာပေါ့နော်။ကျွန်တော်တို့ဒီမှာစမပြေဦးဆရာကြီးအလုပ်ပြောင်းပြင်နဲ့ပြောင်းလိုက်ရတယ်ဗျ။အဲ့ဒါလေးတခုတော့ကောင်းတယ်ပေါ့နော်။ဆက်လက်ပြီးကျွန်တော်တို့တောက်ချာသားသမီးများအတွက်တပတ်စာတေရောနမိတ်လေးကိုဖတ်ကြားပေးပါမယ်။တောက်ချာသားသမီးတွေအနေနဲ့လည်းဒီတစ်ပတ်မှာတဲ့အရာရာချင်းချင်းတွေးတောနေတာလေးတွေများမယ်ဟိုကလို့ရင်ကောင်းမလားဒါလို့ရင်ကောင်းမလားပြစ်စာတိုင်သားလေးတွေကြုံရနိုင်တဲ့ရသရပတ်ဖြစ်ပါတယ်အဲ့တော့အကြောင်းကြောင့်အယုံမြေကနာရောက်တာမျိုးလေးတွေကြုံနိုင်တယ်ပြင်းထန်တဲ့လက်ထိကြိုးချီကိန်းမျိုးတော့မဟုတ်ပါဘူးအခြေအိမ်တော်ရေးတကြက်ဖြစ်တတ်တယ်ဒါပေမဲ့စိုးရင်စရာကြီးမားမားတော့မရှိပါဘူးအိမ်မှာဖြစ်တတ်တဲ့သဘာဝသမီးစားကဏ္ဍမှာဖြစ်တတ်တဲ့သဘာဝလောက်သာကြုံမယ်နော်အထက်လူကြီးရဲ့ကူညီဖေးမှမှုရရှိတတ်တယ်ရွှေဝင်လာတတ်ပါတယ်နော်ရွှေဝင်လာတတ်တယ်ကောင်းတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအမျိုးသမီးတွေကအမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂတတိထားအမျိုးသားတွေအဖို့ကတော့ကျွန်တော်အနေနဲ့ဒီမျက်စိနဲ့ပတ်သက်တာလေးတွေပိုပြီးယူဆိုင်နည်းနည်းချူချတတ်တယ်အနေရဖြစ်ကိန်းတော့မရှိဘူးခရီးတစ်ခုထွက်ရတတ်တယ်ဒါပေမဲ့အဲ့ဒါတွေကလှူပွဲတို့မင်္ဂလာဆောင်တို့ဒီလိုနေရာမျိုးလေးတွေသွားရတာမျိုးခရီးတို့လေးတွေဖြစ်တတ်ပါတယ်ခင်ဗျာဒါလည်းကောင်းပါတယ်ခြုံပြောရရင်တော့ကြီးကျယ်မရှိပါဘူးစိတ်ရှုပ်ထွေးနေခြင်းအညာတစ်ခုရှိတယ်အဲ့တော့ပရိစိတ်လေးတစ်ခုခုကိုနှစ်သက်ရာကိုရွေးစိတ်လိုက်ပါစနေသားသမီးများအတွက်တပတ်စာတေရောနမိတ်ကိုဖတ်ကြားပေးပါမယ်စနေသားသမီးတွေနေတဲ့အလုပ်တစ်ခုကိုအာယုံဆိုင်လုပ်စီခြင်းပါတယ်အတိုက်ခံတွေပေါ်နေတတ်တယ်ကိုယ်တိုင်ကလည်းအတိုက်ခံစိတ်တွေပြင်းပြနေတယ်အတိုက်ခံကြုံလာရင်အတိုက်ခံနဲ့ဖြည့်ရှင်းတတ်တဲ့အတွက်အတိုက်ခံရဲ့နောက်ဆက်တွဲမှာတော့ပြဿနာတွေအများကြီးကြုံနိုင်တယ်ဥပမာရန်ဖြင့်ရုံးမြေကနာနေရတာမျိုးတွေသတိထားပါအလုပ်တွေလုပ်ရင်ကိုယ့်ပေါ်မူတည်တယ်ဆိုတာဒီလိုပါဗျဝန်ထမ်းတစ်ယောက်ဆိုပါဆိုကိုကြိုးစားလုပ်ရင်ယာရုတိုးရင်တိုးမယ်လစာတိုးရင်တိုးမယ်အများရဲ့အမြင်ကြည့်ခြင်းခံစားမယ်ကိုကပေါ့ရင်ရော့ရင်လည်းကျွန်တော်တို့အများရဲ့ပြောဆိုခြင်းတွေခံရနိုင်တယ်ဆိုတော့စိတ်နှစ်ပြီးလုပ်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကျမ်းမာရေးမျက်စိသွားသတိထားပါဆိုရင်ကြတော့မရှိပါဘူးအထက်လူကြီးတွေနဲ့အစင်မပြေဖြစ်တတ်ပါတယ်အဲ့တော့အကြီးကဲပိုင်းလေးတွေခယူဆိုင်ပါပြောစကားတွေတီးဖို့လိုပါတယ်ဒီတစ်ပတ်အတွင်းမှာပေါ့နော်စကားရှုပ်ရှင်းနေဖြစ်မှာဆိုတယ်အဲ့တော့ကိုကအေးငါလာခဲ့မဲ့ဆောင်တွေတကယ်မသွားနိုင်ကိုအတွက်အများရဲ့ယုံကြည်မှုပြောင်းဆုံးတာလေးဖြစ်တတ်တယ်အဲ့တော့ဒီတစ်ပတ်ဘယ်ရာပဲလို့ခရီးတီးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်စိတ်အနေငယ်လေးနေတဲ့အတွက်ကိုလည်းဘာသာရေးလေးဘက်ကိုပို့ဖိပြီးတော့ဒီတစ်ပတ်ကိုဖြည်းဖြည်းမှန်မှန်ဖြတ်ကျော်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တပတ်စာလို့ပြောနေတာကဒီ21ရက်နေ့ကနေပြီး29ရက်နေ့ဒီတပတ်စာဖြစ်ပါတယ်เนาะနောက်29ရက်နေ့ကျတော့မှကျွန်တော်တို့ပြန်လဲဆုံတွေ့ကြတာပေါ့เนาะအားလုံးကောင်းကျိုးလူရဆန္ဒပြုကြပါ